ဘုန်းကြီးတို့တွေဒုက္ခသမုဒယနဲ့ဘဝတစ်ခုကိုရထားကြတယ်ဘဝတစ်ခုကိုရထားတယ်မဂ္ဂသစ္စာကိုထူထောင်နေကြရတယ်ဘာအတွက်လဲဆိုရင်ဒီဒုက္ခချုပ်ငြိမ်းဖို့အတွက်ထူထောင်နေကြရတယ်ဟုတ်ပြီအဲ့ဒီအချိန်မှာလူလောကဒုက္ခကိုထူထောင်ဒုက္ခတွေကြားထဲမှာနေကြထိုင်ကြတဲ့အခါမှာအဆိုးတရားတွေကဘယ်လောက်ဒုက္ခပေးနေတယ်လဲကိုယ်တဏ္ဍာမှာဒီဒုက္ခတွေတက်တာကိုဘာတွေလုပ်ရမလဲလို့ဆိုရင်ဒီကနေ့ခေတ်အနေနဲ့ပြောမယ်လူသားတစ်ခုလုံးအတွက်ပြောမစင်မေတ္တာတရားပဲဖြစ်တယ်ဒါမို့ကိုယ်ပါတိလပေးလိုက်တာမေတ္တာတရားလေးကိုအနည်းငယ်ပြောဖို့နော်ကိုယ်ပါတိလထဲမှာမေတ္တာသာဂတိနာစေတသာဆိုတာအဲ့တော့မေတ္တာတရားဟာစွမ်းအားအလွန်ကြီးတယ်မေတ္တာတရားခေါင်းမလာသည်နဲ့တည်းလူလောကကြီးဟာတဖြည်းဖြည်းကြောက်မဲ့ဖွယ်ဟာဘေးဆိုးအန္တရာယ်ဆိုးဘက်ကိုရောက်လာပြီခုမေတ္တာရဲ့ရန်သူကဘယ်သူလုံးဆိုရင်ဒေါသပဲအဲ့တော့ဘုန်းကြီးတို့တွေလွဲမှားမှုမဖြစ်စေဖို့အမြဲတမ်းအရေးကြီးတယ်လူလောကကြီးတစ်ခုလုံးဟာပျက်စီးလာတဖြည်းဖြည်းပျက်စီးလာပုံကိုမြတ်စွာဘုရားကသက္ကဝတိသုတ်တံမှာဟောထားတာလေးကိုနားထောင်ကြည့်အကျဉ်းလေးတွေနဲ့ပြောမယ်သက္ကဝတိသုတ်တံအကျယ်သိကြလို့ရှိရင်ဘုန်းကြီးတို့အရင်ဟောထားတဲ့ယနေ့လူသားများရဲ့နတ်ဖန်ကဘာဆိုတဲ့စာအုပ်လေးကိုဖတ်ကြည့်ပေါ့အဲ့တရားလေးကိုနားကြည့်ယနေ့လူသားများရဲ့နတ်ဖန်ကဘာဆိုအဲ့ဒီမှာခရစ်လူတွေနှစ်ဖြင့်ကဘာဖြစ်မလဲအဲ့ဒါဘာဖြစ်လာခဲ့တာလဲတို့လူလောကကြီးကအခုကကြဆင်းနေတာလားတိုးတက်နေတာလားလူတွေရဲ့အမြင်မှာတော့တိုးတက်နေတယ်လို့ထင်နော်တကယ်ကတော့လူလောကကြီးကကြဆင်းနေဘာတွေကြဆင်းတာတော့ဆိုကိုကျင့်တရားပိုင်းကကြဆင်း ethic လို့ဆိုတဲ့ကျင့်ဝတ်တွေကြဆင်းတယ် morality တွေကြဆင်းတယ်တတိတွေပညာတွေကြဆင်းလာတန်ဖိုးရှိတဲ့အရာတွေလူရဲ့ဂုဏ်သိက္ခာတွေကအားလုံးကရောပါသွားတယ်ဘယ်တော့မှစရောပါတာတော့ဆိုဟုတ်ရှေးတုန်းကတည်းကစရောပါလာပုံဟာခွင်းဆက်ကလေးတွေနဲ့မြတ်စွာဘုရားဘယ်လိုဟောထားတော့ဆိုနော်ဒီလောဘကစပါလူတွေကဓနကျင်းငွေမပြည့်စုံတဲ့အခါဆင်းရဲမွဲတေလာကြဆင်းရဲမွဲတေမှုကိုအကြောင်းပြုပြီးလောဘတွေကြီးလာဒါအစပဲဒါအစဉ်ပြေတဲ့လူကသာလောဘမရှိဘူးဆိုပြီးအေးစေးစေးထင်တာကိုလူတွေမှာစားကြတောက်ဆရာမရှိတဲ့လူတွေတို့ဆင်းရဲနေတဲ့လူတွေကအလကားကနေမျက်မှောင်ကျိုးနေမှာပဲချမ်းသာလူစဉ်းစားကြည့်နော်ငါလည်းလူပဲသူလည်းလူပဲသူ့ကြတော့ချမ်းသာသာနေရငါကြနေစရာအိမ်တော်မရှိဘူးဆိုမတွေးပြီဘူးလားငါမှစားစရာတော်မရှိဘူးအဲ့တော့လောကလူတွေကကိုယ်ကံကြောင့်မရှိတာလို့ဆိုတဲ့ဖြစ်သိမ်းမှုလေးနဲ့နေရင်တော်သေးတယ်အဲ့ဒါလို့မဟုတ်ဘူးဆိုရင်ဘာလုပ်လာမလဲစဉ်းစားတာကြည့်အေးလူတွေဟာဆင်းရဲမွဲတေလာတဲ့အခါကျတော့လောဘတွေဖြစ်လာကြဖြစ်လာတော့ဘာဖြစ်တယ်ဆိုရင်ခိုးမှုလူမှုရက်မှုဒါပေါ်လာမွဲလို့ဖြစ်တာအဲ့ဒါ poverty engenders crime ဆိုတဲ့အင်္ဂလိပ်စကားလုံးလေးရှိတယ် poverty ဆိုတာဆင်းရဲမွဲတေမှုပါ engenders ဆိုတာဖြစ်ပေါ်စေထုတ်လို့တယ် crime ဆိုတဲ့ရာဇဝတ်မှုတွေကိုထုတ်မြတ်စွာဘုရားဟောတာလည်းအဲ့တိုင်ပဲဒါလိတိယံဝေပုံလမဂတိအဒိဏဒါနဝေပုံလမအဒိဏဒါနတွေဒီခိုးမှုတွေတိုးတက်လာတယ်ခိုးမှုဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်လာတော့ဆိုခိုးဖို့အတွက်ခိုးတဲ့လူကာကွယ်ဖို့အတွက်လက်နက်တွေတီထွင်လာတယ်နော်အဲ့လက်နက်တီထွင်လာတာအဲ့ဒါပဲကာကွယ်ဖို့ဟုတ်တယ်လေကိုယ်အကျိုးစီးပွားကိုကာကွယ်ဖို့နိုင်ငံတကာလက်နက်တွေထုတ်နေတယ်ဆိုတာတကယ်ကို very powerful weapon တွေထုတ်တယ်ဆိုတာဘာလို့တာကိုယ်နိုင်ငံကိုကာကွယ်ဖို့ပဲလေလာခိုးမဲ့လူလာလူမဲ့လူကာကွယ်ဖို့လုပ်ကြတာလေအဲ့ဒါတမန်လူတွေကြည့်ရတဲ့ဒါတရားတယ်လို့ထင်ရတရားတယ်လို့ထင်ရအဲ့ဒီလိုလှုပ်လာခြင်းဟာဘာဖြစ်လာလဲလို့ဆိုလက်နက်တွေရှိလာတော့ဘာဖြစ်လဲတတ်မှုဖြတ်မှုတွေကျူးလွန်လာတယ်ပါဏာတိပါဒတွေခက်စားလာတတ်တယ်လက်နက်ရှိသည့်အတွက်ကြောင့်အလွယ်တကူတတ်ကြဖြတ်ကြဟုတ်ပြီပါဏာတိပါဒကျူးလွန်လာတော့သူတွေရက်လာလို့ဆိုမရက်ဘူးလိမ်လည်မှုတွေပေါ်လာတယ်
ငါမတတ်ဘူးသူတတ်တာငါမဟုတ်ဘူးဆိုပြီးတော့နော်ခိုးတာလည်းငါမဟုတ်ဘူးဆိုပြီးတော့လိမ့်လေပြောကြမှုမူတဝါဒတွေကပေါ်လာပြန်ဆက်တိုက်ပေါ်လာတာမူတဝါဒပေါ်လာပြီးတော့နော်သူတွေရက်သွားလို့ဆိုမရက်ဘူးပိတုနာဝါစာတယောက်နဲ့တယောက်မတက်အောင်နော်ချွန်တွန်းတာတို့ဘာလို့ဖြစ်လာမတက်အောင်လုပ်တယ် society ကြီးတစ်ခုလုံးကကွဲပြဲနေရင်သူတို့ကပိုကြိုက်တယ် divide and rule ဆိုတာလေအဲ့ဒါတွေနဲ့ united ဖြစ်နေအောင်မဖြစ်အောင် divide လုပ်ပေးနေတာအမြဲတမ်းအဲ့ဒါပိတုနာဝါစာတွေကြောင့်လူလောကတွေကဆုပ်ပြပြလာတယ်လို့ဆိုဒါပေမဲ့ပိတုနာဝါစာတွေရပ်သွားလာလို့ဆိုမရပ်ဘူးဘာတွေပေါ်လာတော့ဆိုချွန်တွန်းပြီးတော့ကောင်းကုန်ကိစ္စတွေမှာလွယ်လွယ်မှားမှားတွေလုပ်လာကြတယ်ကာမိတုမိစ္ဆာစာရာတွေဖြစ်လာကာမိတုမိစ္ဆာစာရာတွေဖြစ်လာတော့ဘာတွေပေါ်လာပြန်လို့ဆိုဖရုဒဝါစာတို့တမ္ဖပလပတို့ဆဲကြတယ်ညတိညပတ်တွေပြောကြတယ်ဖြစ်လာနော်အကျိုးမဲ့တဲ့စကားတွေပြောဒုစရိုက်တွေဖြစ်လာပုံပြောပြအဲ့ဒါပြီးတော့ဘာတွေဖြစ်လာတော့ဆိုအဘိဓါတဲ့သူများပစ္စည်းဟိုမှာလိုချင်တဲ့စိတ်တွေပြာပါရဆိုတာတတ်ခြင်းဖြတ်ခြင်းနဲ့ဒေါသတွေအမုန်းတီးတွေပေါ်လာအဲ့ဒါတွေပေါ်လာပြီးတဲ့နောက်ဘာတွေပေါ်လာတော့ဆိုအယူဆမှားယွင်းမှု philosophy ဆိုတဲ့နာမည်နဲ့ပေါ်လာပြန်နော်ဓတနာတဲ့နာမည်ကောင်းကောင်းလေးပေးထားတော့ဟုတ်လို့ထင်မှားယွင်းတဲ့အမြင်ကလေးတွေလူတွေဟာယူဆလာကြတယ်ယူဆလာပြီးတော့ဘာတွေဖြစ်တုံးဆိုနောက်ဆုံးဖြစ်ပြနေတာတော့ဘာတွေဖြစ်လာတော့အတ္တမရာခတဲ့ဝိတ္တမလောဘတဲ့မိစ္ဆာဓမ္မဟုတ်လားမဟုတ်လားကိုယ့်ဘာကိုယ်ဆုံးဖြတ်အတ္တမရာခဆိုတာသားနဲ့အမိအဖေနဲ့သမီးညီကိုမောင်နှမချင်းမဖြစ်တဲ့ကံကုန်စိတ်တွေဖြစ်တယ်အဲ့ဒါကိုအတ္တမရာဂလို့ခေါ်တယ်နော် unlawful attachment တဘာဝအတိုင်းဒဇိမ့်တရားနဲ့ဖြစ်တာဒါတဘာဝနော် unlawful ဖြစ်လာပြီအတ္တမရာဂလို့မြတ်စွာဘုရားသုံးထားတယ်ဝိတ္တမလောဘဆိုတာကိုဒီဇနီးမောင်နှံအချင်းချင်းနေမဲ့လွန်ကျူးမှုတွေအလွန်အကျွံဖြစ်လာဝိတ္တမလောဘမိစ္ဆာဓမ္မကြတော့ဘလောက်ထိအောင်ဖောက်ပြန်လာလဲဆိုရင်ကြာချင်းမှချင်းခုခေတ်မှာဆိုလိန်တူဆိုတာလေဘလောက်ခေတ်စားလားတချို့နိုင်ငံတွေမှာဆိုရင်ဒါဥပဒေနဲ့တောင်မှပဲဟိုခွင့်ပေးရတာမျိုးတွေဖြစ်လာလိန်တူဆက်ဆံရေးတဲ့လိန်တူပါညာနဲ့ခေါ်ကြတယ်လေကေတို့ lesbian တို့ဆိုအဲ့ဒီတရားတွေဟာခုနဒုစရိုက်တွေပို့ပြီးတော့ဆိုးဝါးတောင်းချမ်းလာပြီလူတွေဟာယောဂဝေဒနာတွေနဲ့လူတွေရဲ့နောက်ဆုံးအဆင့်ကိုရောက်သွားတာတရားနော်ဒုစရိုက်မှာဒီအဆင့်ဟာအဆိုးဆုံးအဆင့်ကိုရောက်နေအခုဒီနေ့ခေတ်ကြီးဟာဒီအဆင့်ရောက်နေတယ်လို့သာတတိတာဒီအဆင့်ရောက်မိစ္ဆာဓမ္မ wrong practice နော်မှားရနေခြင်းကြာခြင်းမခြင်းဒီလိုဖြစ်တာအဲ့ဒါတွေဟာမိစ္ဆာဓမ္မလို့ခေါ်တယ်အဲ့ဒီလိုအတ္တမရာဂဝိသမလောကမိစ္ဆာဓမ္မလို့ဆိုတဲ့ဒီလူတွေရဲ့ကာမဂုဏ်အာယုစိတ်တွေရဲ့လွယ်မှာချွတ်ချော်မှုလူသားတွေရဲ့ human dignity မရှိတော့တဲ့အနေအထားလူခွန်သိက္ခာယူရင်းပျက်စီးသွားပြီးတိရစ္ဆာန်အဆင့်ရောက်သွားပြီဒီဟာအဲ့ဒီအဆင့်ရောက်သွားပြီဆိုတဲ့အခါကျတော့ဘာတွေဖြစ်လာတော့နောက်ထပ်ဘာတွေထပ်ပေါ်လာတော့ဆိုဟောအမေကိုခီးမဆိုင်တာအမေကိုအမေလို့အတိမမပြုတော့တာအဖေကိုအဖေလို့အတိမမပြုတော့တာနော်အမေကငါသားငါသမီးဆိုပြီးသွားမပြောနဲ့ပြောရင်ခုခေတ်ဆိုခဏကြားနေရနော်အမေကိုလေးစားမှုတွေပြည့်ရင်းသွားတာအဖေလေးစားမှုတွေပြည့်ရင်းသွားတယ်ကိုယ်ွယ်ရဖြစ်တဲ့သမဏဗြဟ္မဏတွေလေးစားမှုတွေဘာသာတရားခိုင်းဆိုင်မှုတွေပြည့်ရင်းသွားတယ်ကုလိစိတ္တပစာယိနာကိုယ်အမျိုးတဲ့ဆွေတဲ့ကိုယ်လူမျိုးတဲ့မှာအကြီးကဲတွေရဲ့စကားကိုပြစ်ပယ်လာတယ်ကြီးကဲဆိုတာတကယ်ပညာရှိဂုဏ်သိက္ခာရှိတဲ့လူကြီးလူကောင်းတွေရဲ့စကားနားထောင်ကြတော့ဘူးလေအဲ့ဒီအဆင့်ဟာလူလောကကြီးရဲ့ပျက်စီးတဲ့အဆင့်ကြီးရောက်တယ်အခုအဲ့ဒီအဆင့်ကိုတာဆူပြီးရာခိုင်နှုန်းကတဖြည်းဖြည်းများလာနေတယ်အဲ့ဒါကြောင့်မို့
လူလောကကြီးကတိုးတက်နေတယ်ဆိုတာဘာတွေကိုကြည့်ပြောနေကြတာတော့ဆိုလို့ရှိရင်သုံးဆောင်ပစ္စည်းတွေတို့လူသုံးပစ္စည်းတွေတို့ဒါတွေကိုကြည့်ပြီးတော့တိုးတက်တယ်လို့ပြောတာအဲ့ဒါတွေကတကယ်ကြတော့လူတွေအတွက်ဒုက္ခပေးမဲ့အရာတွေသာဖြစ်လာတယ်နော်တကယ်ကိုကျင့်တရားပိုင်းကလုံးဝပျက်စီးသွားပြီလူသားတွေဟာလူသားအဆင့်မှမရှိတော့ဘူးလို့ပြောလို့ရသွားအဲ့ဒီအဆင့်ဟာတဖြည်းဖြည်းကျဆင်းပြီးတော့သွားတယ်ဒါသက္ကဝတိသုတ်တံမှာမြတ်စွာဘုရားဒီတိုင်းဟောတာအဲ့ဒီလိုကျဆင်းသွားတာကမရတ်တော့ဘဲနဲ့ဘယ်ထိအောင်သွားမလို့ဆိုလူရဲ့တက်တန်းတွေဟာတဖြည်းဖြည်းတိုးလာတချို့ကတော့စိတ်ပညာကြောင့်အသက်ရှိလိမ့်နိုးနဲ့မျောကောင်းမျောလိမ့်မယ်နော်တန်ရမှုတော့ရှိကောင်းရှိလိမ့်မယ်ဒါပေမဲ့ရေပုံရခြုံကြည့်အသက်တွေတိုးလာပြီဆိုတာနော်အသက်တွေတိုးလာလိမ့်မယ်အသက်တိုးလာသမျှလူတွေရဲ့ဒီကိုယ်ရဲ့အသာဖွံ့ဖြိုးတိုးတက်မှုတွေဟာကျဆင်းလာတယ်တဲ့အဲ့ဒါလိုကျဆင်းလာပြီးတော့နောက်ဆုံးမှာဒီတက်တန်းတွေအယုတ်ကျော်လာပြီစနစ်တန်းအဆင့်ကိုရောက်သွားစနစ်တန်းရောက်သွားပြီဆိုလို့ရှိရင်ကတော့လူလောကကြီးတစ်ခုလုံးဟာတိရစ္ဆာန်နဲ့မခြားဖြစ်သွားပြီအဲ့ဒီမှာဘာတွေဖြစ်လာနိုင်လို့ဆိုရင်တိတ်ဘောအာဃာတော်တဲ့မြတ်စွာဘုရားခါသီးတဲ့အမုန်းတရားပြင်းထန်တဲ့အမုန်းတရားတိတ်ဘောတိတ်ဘောဖြာပါတော်အလုံးကိုဖြည့်ဆည်းလို့တဲ့စိတ်ဓာတ်တွေတိတ်ဘောမနောတော်သောစိတ်ရဲ့ပြင်းမှားမှုတွေတိတ်ပံဝတ္တကစိတ်တံတတ်ချင်ဖြတ်ချင်တဲ့စိတ်တွေအဲ့ဒါတွေဟာခါသီးတဲ့အမုန်းတွေကိုအခြေခံပြီးတော့လက်ရဲဆယ်ရဲတတ်တဲ့ဖြတ်တဲ့အနေအထားမျိုးတွေဖြစ်ပေါ်လာလိမ့်မယ်ဆိုတော့ဒီကနေ့ခေတ်မှာဒါအမတမထင်ရှားလာဇာခိုင်တော့တဖြည်းဖြည်းမြင့်တက်ပြီးတော့လာပြီးတော့ဒီအဆင့်ကိုရောက်ရှိလာပြီဆိုတာဒါမြတ်စွာဘုရားဟောထားတာဗျာဒိတ်စကားအနေနဲ့မြတ်စွာဘုရားဟောထားတာဒီလောကကြီးကတနေ့ကျအဲ့ဒီအခြေအနေကိုရောက်လာလိမ့်မယ်ဆိုတာဟောထားတာအဲ့ဒီလိုရောက်သွားပြီဆိုရင်တော့ကုသိုလ်ကောင်းမှုဆိုတာမရှိတော့ဘဲနဲ့ကုသိုလ်ကံရဲ့ကုသိုလ်လုပ်တဲ့လူဆိုတာလုံးဝကွယ်ပါသွားပြီအမေအဖေကိုစော်ကားရဲတဲ့လူဟာဂုဏ်ပြုတတ်တဲ့ပုဂ္ဂိုလ်ဖြစ်ပြီးဘာသာရေးကိုစော်ကားရင်ဂုဏ်ပြုခံရတဲ့လူဖြစ်ပြီးအမေအဖေကိုပြုစုလုပ်ကြွေးတဲ့ပုဂ္ဂိုလ်ဘာသာရေးကိုလေးစားတဲ့ပုဂ္ဂိုလ်တွေကလူလုံးလူညဖြစ်ကဲ့ရဲ့ခံရမယ့်ဘဝမျိုးတဖြည်းဖြည်းလူလောကမှာရောက်ရှိလာလိမ့်မယ်အခုလည်းရောက်နေပြီလေတချို့မြောက်ပင်ပေးပြီးတော့လူတွေကတရဲဖြတ်ရဲဖြစ်လာမှတကယ်ကိုဟီးရိုးဆိုပြီးတော့ဖြစ်လာတာဒါဒီဟာရဲ့ဒီရောင်ချီတန်းနေတဲ့အဓိပ္ပာယ်ကိုပြောပြတာနော်ရောင်ချီတန်းလာအဲ့ဒီကနေပြီးတဖြည်းဖြည်းပိုဆိုးလာဖို့ပဲရှိတယ်နောက်ဆုံးသွားလိမ့်မယ်လို့တော့မထင်ဘူးဒါဖြင့်လောဘကစားလိုက်တဲ့ပြဿနာတွေဟာဘယ်မှာအဆုံးသတ်တုံဆိုဒေါသမှာရောက်လာအခုလောဘရှိရင်ဒေါသဖြစ်လာတယ်ဒေါသဖြစ်လာတဲ့အတွက်ကြောင့်ခုနအဲ့ဒီကြီးမားတဲ့ဒေါသဖြစ်လာတဲ့အခါကျတော့ဘာတွေဖြစ်တုံဆိုရင်တတ္ထန္တရာကတ်ဆိုလက်နဲ့တိုက်ကြခိုက်ကြတဲ့ခေတ်ကိုရောက်လာအဲ့တော့မြတ်စွာဘုရားကဟောထားတာတော့စနစ်တန်းရွယ်ရောက်လို့လူတွေဟာစိတ်ဖောက်ပြန်လာတဲ့အခါမှာတဲ့အခုလည်းပဲဒုံးရံကြီးတွေတကားကားနဲ့အနုယူလက်နဲ့ကြီးတွေတကားကားနဲ့ဘလောက်ကြောက်စရာကောင်းတဲ့အနေထားရှိတော့အားလုံးဟာတကယ်ကိုစွန့်တက်တဲ့လက်နဲ့ကြီးတွေလေစွန့်တဲ့စင်ကာပူလိုနိုင်ငံဆိုရင်10မိနစ်တွင်ပျောက်သွားနိုင်တဲ့အနေထားမျိုးပေါ့အဲ့လောက်ကြီးအောင်ပြင်းထန်တဲ့လက်နဲ့ကြီးတွေအခုခေတ်ချိန်မှာပေါ်နေတယ်လေအဲ့ဒီလိုလက်နဲ့ကြီးတွေပိုင်ဆိုင်ပြီးတော့နေတဲ့ခေတ်ကြီးရောက်လာပြီဆိုတာဘယ်လိုလုပ်ပြီးတော့အန္တရာယ်ကင်းတဲ့ခေတ်ဖြစ်တော့မှာတော့အဲ့ဒီလိုဖြစ်လာပြီဆိုတဲ့အချိန်မှာဘုန်းကြီးတို့တွေမှာဒီမြတ်စွာဘုရားကကုံအောင်ဟောလိုက်တာကတော့9ရက်ပဲကြာမယ်တဲ့လူလောကမှာစစ်ပွဲကြီးတစ်ခုဖြစ်လာရင်9ရက်ပဲကြာမယ်အဲ့တော့တတိယကမ္ဘာစစ်ပဲပျော်9ရက်နဲ့ပြီးမှာပဲဒီစစ်ပွဲအကြာကြီးတိုက်နေမှာမဟုတ်ဘူးအဲ့တော့စဉ်းစားကြည့်မယ်ဆိုရင်ခုခေတ်အနုမြူစစ်ပွဲဟာဒါ9ရက်နဲ့ပြီးနိုင်တဲ့စစ်ပွဲပဲဒါနဲ့ခုတ်လို့ကတော့မပြီးဘူးနော်အနုမြူစစ်ပွဲဆိုလို့ရှိရင်တော့9ရက်နဲ့ပဲပြီးမှာဖြတ်ခနဲ့ဆိုအကုန်လုံးပြောက်သွားမှာပဲအဲ့ဒီထဲမှာအပုံကောင်းလို့ကြံရတဲ့လူတွေလူရဲ့မျိုးနွယ်စုတွေကံကောင်းထောက်မှတ်ပြီးတော့ကြံရတဲ့ပုဂ္ဂိုလ်တွေရှိတယ်
အဲ့ဒီကြံ့ရင်တဲ့ပုဂ္ဂိုလ်တွေကဘယ်ဟာစတင်ပြီးတော့လူလောကကြီးကိုပြုစုကြတယ်လဲဆိုမေတ္တာတရားငါတို့ဟာလောဘကြီးပြီးတော့တူနဲ့တူတကြဖြတ်ကြလှုပ်လာကြတာဒေါသတွေနဲ့ကဘာကြီးကပျက်စီးသွားပြီးလုံးဝလူသားမျိုးနွယ်တွေပျောက်ကွယ်သွားပြီးတဲ့အဆင့်ထိရောက်သွားပြီးတို့တွေဟာကြံ့ရင်တဲ့လူတွေတော့ချစ်ချစ်ခင်ခင်နေချမ်းပါပဲဆိုပြီးတော့မေတ္တာတရားကိုစပါအဲ့ဒီမေတ္တာတရားစပွားမှလောကကြီးကပြန်ပြီးဆိုပြေပြီးတော့လူသားတွေကတက်တန်းနေပြန်ရှည်လာမယ်ဆိုတာကိုမြတ်စွာဘုရားအဲ့ဒီသုတ်တံမှာဟောတယ်အဲ့ဒါလို့ပြန်ရှည်လာပြီးနောက်ဆုံးမှာဘုရားဘယ်ထိအောင်ဟောသွားတော့ဆိုတက်တန်းနေဟာတူလာပြီးတော့အဲ့တော့ဘယ်လောက်ထိရောက်လာတော့ဆိုရင်7000တန်းထိအောင်တိုးလာနိုင်မယ်တဲ့သို့သောစာပေကျမ်းဂန်တွေမှာဘုရားဟာတက်ကမှမပွင့်ဘူးဆုတ်ကမှပွင့်တယ်လို့ဆိုဒီမှာတော့တမန်အားဖြင့်ပြောလိုက်လို့ရှိရင်သူရဲ့တက်တန်းကြီးဟာတိုးတက်သွားပြီးနောက်ပြန်ဆုတ်လာတဲ့အချိန်သက်7000တန်းရောက်တဲ့အခါမှာသင်္ခဆိုတဲ့စကြဝဠာမင်းကြီးဖြစ်ပေါ်လာလိမ့်မယ်အဲ့ဒီအချိန်မှာလောကမှာအရိမတ္တရာဘုရားပွင့်လိမ့်မယ်လို့အဲ့ဒီစက္ကဝတိတုတ်မှာဟောထားခဲ့တာရှိတယ်နော်အဲ့ဒါကြောင့်မို့အရေးကြီးဆုံးအပါတော့ဆိုရင်မေတ္တာကရုဏာမုဒိတာဥပေက္ခလို့ဆိုတဲ့ဒီတရားတွေကိုယ့်ရင်ထဲမှာဖြစ်ပေါ်အောင်ကြိုးစားကြရမှာဖြစ်တယ်လောကကြီးပျက်စီးတော့မယ်ဆိုတဲ့အခါမှာဒါကဒီခေတ္တခေတ်ရဲ့အဆိုးဆုံးအနှိမ့်ဆုံးအဆင့်ရောက်ပြီးတော့ပြန်တက်တာလေမေတ္တာတရားနဲ့ပဲပြန်တက်ရအမုန်းတရားကလောကကြီးကိုဖျက်ဆီးတယ်မေတ္တာတရားလောကကြီးကိုပြန်တည်ဆောက်တယ်အဲ့တော့လောကကြီးကိုပြန်တည်ဆောက်တာမေတ္တာတရားသာလျှင်ဖြစ်တယ်ကဘာကြီးမီးလောင်ပျက်စီးတဲ့ခေတ်ကာလမျိုးမှာဆိုလည်းပဲပြတ်တော့မဲ့အချိန်နောက်နှစ်ပေါင်း3သိန်းနှစ်3သိန်းကြာလွန်မြောက်တဲ့အခါကဘာကြီးပြတ်လိမ့်မယ်ဆိုတာကိုလိုက်ပြီးတော့တတိပိစကားပြောကြတဲ့လောကဖြူဟာဆိုတဲ့နတ်ဒီပြမားတွေရှိတယ်သူတို့ကကြိုတင်ပြီးတော့လိုက်ပြီးနှိုးဆော်တယ်သူတို့နှိုးဆော်တာဘာနှိုးဆော်တော့မေတ္တံဘာဝိထမေတ္တာထားကြကရုဏာဘာဝိထအကျဉ်းတရားရှိကြမုဒိတာဘာဝိထတူတူ jealousy တွေမဖြစ်ကြနဲ့ဝမ်းမြောက်နိုင်ကြဥပေက္ခဘာဝိထတိခဏချင်းခွင့်လွှတ်ခြင်းတွေရှိကြပါစေဆိုပြီးတော့သူတို့ကဒီပြမဲ့သူတို့တရားနဲ့ပဲကဘာကြီးကပြန်ပြီးတော့တိဆောက်လို့ရမှာဆိုတာကိုတော်ရည်ဘေးအန္တရာယ်လွတ်ကင်းဖို့အတွက်ဟောဒီဓမ္မဝိဟာရတရားမှတပါးတခြားမရှိဘူးလူလောကမှာနိဗ္ဗာန်မရသေးလို့ရှိရင်ဒီမေတ္တာတရားဟာကိုယ်ရင်နဲ့နှလုံးထဲမှာအကောင်းဆုံးဖြစ်တာဖြစ်လို့မေတ္တာတရားကိုကြိုးစားပွားရမယ်လို့သူတို့ဆိုလို့တယ်အဲ့ဒီမေတ္တာဟာကဘာကြီးကိုပြန်ပြီးတည်ဆောက်နိုင်အောင်စွမ်းအားကြီးမားတယ်လို့သူတို့ဆိုစွမ်းအားကြီးမားတာလူသားတွေရဲ့ငြိမ်းချမ်းသာယာမှုကိုဖော်ဆောင်ပေးနိုင်တာဖြစ်တယ်ကဘာကြီးကနောက်ဆုံးမှာဒီမေတ္တာတရားပွားခြင်းအပြင်လူတွေရဲ့နှလုံးသားဟာကြည်လင်အေးမြပြီးတူတူချစ်ချစ်ခင်ခင်နဲ့ရိုင်းပင်းပြီးတော့ဒီအခြေအနေမျိုးတွေကိုပြန်ဖြစ်ပေါ်လာကြိုးစားကြရမှာဖြစ်။ဒါမို့မေတ္တာကိုမြတ်စွာဘုရားစက္ကဝတိသုတ်တံမှာဘောခလူတွေရဲ့အသုံးဆောင်တစ်ဖွဲ့ဖြစ်တယ်။ဒါကြောင့်မို့မေတ္တာစွမ်းအားကိုဘာအတွက်ပွားရမလဲလို့ဆိုလို့ရှိရင်မေတ္တာကိုလောကလူတွေဟာကိုချမ်းသာဖို့အောင်မြင်ဖို့ဒီလိုပွားနေကြတယ်မဟုတ်ဘူးမေတ္တာပွားတာဟာရင်ထဲကအမုန်းတရားပြောင်းအောင်ပွားရမှာဖြစ်တယ်မေတ္တာကိုထူထောင်တယ်ဆိုတာဘာအတွက်ထူထောင်ရလဲဆိုရင်ခုနရင်ထဲမှာရှိတဲ့အမုန်းတရားတွေမရှိအောင်ပြောင်းအောင်လုပ်ရ